သောနှလုံးဖြင့်တရားမလျောင်းသူတော်စင်တို့တရားရာမှမြတ်နေပါသို့ယဘဝတော်ဖြင့်တန်လာတော်မူနိုင်ကြပါစေခင်ဗျာသာဓုမြောင်သာဓုယခုလုံးဖလောသူတိကျွမ်းတော်စိတ်တော်အားယေစု၏တရားပြည့်ရမှာကုသိုလ်ရှင်တော်မြဝေမိသားစွာပတ်တော်ကဘုရားကလျာဏနိဗ္ဗာန်ဆောဖက်သောဝိပတိသာပေပြေလူတန်းကြာရသောကုသိုလ်ကစေတနာတို့ကြောင့်ဓမ္မကြာပန်း၌ရေပေါတည်လျောကြာဖြစ်တဲ့ကဲ့သို့ထိုအတူနေထာယောဒုက္ခဝေဒနာအသိဉာဏ်ဟူသည်များဓမ္မတရားတို့သည်ကိုယ်သုံးမယားရွေးပြောင်းဖက်ကျေးကြဘုံသီသာပြည့်၍ဒီလာ